မင်္ဂလာပါရှင်စလုံးစင်းပတ်စင်အပိုင်းနှစ်လေးကိုဆက်ပြီးကြည့်ကြမယ်နော်ဟုတ်ပြီဒါလေးကကြတော့တချို့တို့ဘီးမတူစလုံးစင်လေးတွေဖြစ်ပါတယ်ခုနတချို့တို့ဆိုခဲ့တာကြတော့ဘီးတူစလုံးစင်လေးတွေပါအခုဆက်ပြီးတော့လေ့လာမှာကြတော့ဘီးမတူစလုံးစင်လေးတွေဖြစ်ပါတယ်เนาะဘီးမတူဆိုတော့အပေါ်ဘီးကတစ်မျိုးအောက်ဘီးကတစ်မျိုးခုနတချို့တို့ပြက်ကလေးမှာပြောခဲ့တဲ့လိုလေးပေါ့เนาะအဲ့ဒီစကားလုံးလေးတွေလာမှာဖြစ်ပါတယ်ကဲဟုတ်ပြီပထမဦးဆုံးဘီးမတူစလုံးစင်လေးရဘာလေးဖြစ်မလဲကြည့်ကြအောင်ဟုတ်ပြီအဲ့မှာတီချာတို့ကအပေါ်ကကြတော့ဗာလေးလဲဆိုရင်ငါတက်လေးအောက်ကကြတော့ဗာလဲကကြီးလေးဆိုတော့ဘီးတူလားမတူဘူးเนาะအဲ့ဒါလို့တီချာတို့ဘယ်လိုဖတ်မလဲဆိုတော့လာရေးငါတက်လင်းကကြီးချာကလင်းငါလာရေးငါတက်လင်းကကြီးချာကလင်းငါလို့ဖတ်ပါမယ်เนาะလင်းငါဆိုတာကြတော့ကျွန်တော်ဗာလဲလေးလုံးတပါတာကာယံယူဆက်ထားတဲ့ကြပြတစ်မျိုးပေါ့နော်လေးလုံးဆက်ကြပြလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အလင်္ကာလို့ခေါ်ပါတယ်ဟုတ်ပြီဒုတိယတစ်ခုဒုတိယဘီးမတူစလုံးစင်လေးကဗာလေးလဲဆက်ကြည့်အောင်ဒါလေးကလည်းတော်တော်များများပေါ့နော်တချို့တို့မားလိမာတာရှိတယ်တချို့တို့ဘီးမတူပတ်စင်လေးဖြစ်ပါတယ်เนาะဒါလေးကကြတော့တချို့တို့ဖတ်ကြည့်မယ်ဆိုလို့ရှိရင်เนาะဒါလေးကဗာလေးနဲ့ဆင်ထားတာလေစလုံးနဲ့စလိန်လေးနဲ့ဆင်ထားတာပါဘီးမတူစလုံးစင်လေးဖြစ်ပါတယ်เนาะဖတ်ကြည့်အောင်အဲ့တော့တာဝဲမှုရေလုံကြီးတင်တီရာကောက်ရေးစက်တာရေးတီရစ်စာလိန်ရေးစာနတ်တဆန်တီရစ်ဆန်เนาะဒီမှာအမှန်တကယ်တော့တချို့တို့ရေးတဲ့အခါမှာတော့ဒီလိုလေးရေးရတယ်ပေါ့နော်ဖတ်တဲ့အခါမှာတော့တချို့တို့ Terrasan လို့ဖတ်ပါတယ် Terrasan လို့မဖတ်ပါဘူး Terrasan လို့ဖတ်ပါတယ်နော် Terrasan ဆိုတာတော့တသားမီတို့သိပါတယ်တချို့တို့ကျွဲတွေနွားတွေကြက်တွေငှက်တွေပေါ့နော်အဲ့လိုမျိုး Terrasan တွေအကုန်လုံးကိုပြောတာပေါ့နော်နံပါတ်3လေးကိုကြည့်အောင်နံပါတ်3เนาะနံပါတ်3ကကြတော့တချို့တို့ကဒါလေးကကြတော့အခရာဦးမဟုတ်ပါဘူးเนาะဒါကလေးကကြတော့ညာကလေးတက်ကလေးဖြစ်ပါတယ်เนาะညာကလေးတက်ညာကလေးနဲ့တချို့တို့ကဗာလဲညာကလေးနဲ့အောက်ကဗာလေးလဲစာလုံးလေးနဲ့ဆင်ထားတဲ့ဘီးမတူစလုံးစင်လေးဖြစ်ပါတယ်เนาะအဲ့တော့အပေါ်ကစလုံးလေးကိုကြတော့တချို့တို့ဒီမှာပါဆောက်လေးနဲ့အသက်စင်လေးဖတ်မယ်ဆိုရင်ပါဆောင်ရေးညာကလေးတက်ပြင်းစာလုံးရေးစပြင်းစမာရေးမပစ္စမပြင်းစမပစ္စမနော်ပစ္စမဆိုတာဗာလဲ9ခုမြောက်ပေါ့နော်တကယ်လို့ပစ္စမတန်းဆိုရင်ဗာလဲ9တန်းပေါ့နော်အဲ့လိုမျိုးပြောတာပေါ့နော်ပစ္စမအဲ့လိုလေးဖတ်မယ်နော်ဟုတ်ပြီနောက်ထပ်နံပါတ်4ကိုဆက်ကြည့်အောင်နံပါတ်4ကကြတော့တကယ်လို့ဗာလေးနဲ့ဆင်ထားတာလေပြောကြည့်ပါဦးဟုတ်တယ်အပေါ်ကကြတော့ဗာလဲနာကြီးအောက်ကကြတော့ထဝန်ပဲနော်အဲ့တော့တချို့တော့နာကြီးလေးကိုကျတော့ဘာယူမလဲအသက်စင်လေးယူမယ်ဆိုလို့ရှိရင်ကဲစလုံးလေးပေါင်းကြည့်အောင်ပါစားသေးတွေချောင်းဝင်ပုံတာရေးနာကြီးတက်တန်ပုံတန်ထာဝန်ပဲရေးချာနဲ့တက်ထန်ပုံသက်တန်နော်ပုံသက်တန်ရေးရင်တော့တချို့တော့ဒီလိုပုံသက်တန်လို့ရေးမယ်ဖတ်တဲ့အခါမှာတော့တချို့တို့ပုံသက်တန်လို့ဖတ်ရပါမယ်နော်ဒီလိုလေးသွားပါမယ်ကဲဟုတ်ပြီနံပါတ်5ကျတော့ဗာလေးလေနံပါတ်5ကျတော့ဗာနဲ့ဆင်ထားရလဲဆိုရင်နာကြီးလေးနဲ့တချို့တို့ဒိုင်းကောင်လေးနဲ့ဆင်ထားတဲ့ဘီးမတူစလုံးစင်လေးဖြစ်ပါတယ်เนาะအဲ့တော့ဖတ်တဲ့အခါမှာလဲတချို့တို့ကခုနတိုင်းပဲအပေါ်ကအသက်စင်အောက်ကကျတော့ရိုးပြီးဆိုတော့ကာကြီးရေနာကြီးသက်ကန်ဒိုင်းကောင်ရေးချာဒိုင်းကောင်ရေးဒကန်ဒနော်ကန်ဒဖြစ်ပါတယ်เนาะသူကန်နာကိုကန်နာပေါ့เนาะအဲ့လိုမျိုးတချို့တို့ပြောကြတယ်ပေါ့လားအဲ့ဒီမှာတချို့တို့ကန်ဒါကိုရေးလို့ရှိရင်ဒီလိုလေးရေးပါမယ်เนาะဟုတ်ပြီနံပါတ်6ကိုကြည့်အောင်နံပါတ်6ကလည်းတချို့တို့ဗာလေးနဲ့ဆင်ထားလဲဆိုလို့ရှိရင်မာလေးနဲ့ဘာကုန်းလေးနဲ့ဆင်ထားတယ်ဘီးမတူစလုံးစင်ဖြစ်ပါတယ်ပေါင်းတဲ့အခါမှာလဲတချို့တို့ကအပေါ်ကဟာလေးရဲ့အသက်စင်အောက်ကဟာလေးရဲ့ရိုးဘီးဆိုတော့တချို့တို့ဒီမှာကာကြီးရေးမတက်ကန်ဘာကုန်းရေးချပါကဘာเนาะကဘာကိုဒီလိုလေးဖတ်ပါမယ်ကန်ဘာမုံเนาะကဘာရေးလို့ရှင်တော့တချို့တို့ဒီလိုလေးစလုံးစင်လေးနဲ့ရေးရမှာပေါ့နော်ကဘာကိုရေးတဲ့အခါမှာဟုတ်ပြီနံပါတ်9ကိုကြည့်အောင်နံပါတ်9ကတော့တချို့တို့ဒါလေးကခုနလင်္ကာနဲ့နည်းနည်းဆင်နေပေါ့နော်အပေါ်မှာဗာလေးလေအပေါ်မှာကငါတက်လေးအောက်မှာကဗာလေးလေဂါငယ်လေးเนาะအဲ့တော့တချို့တို့ကစလုံးပေါင်းကြီးဖတ်မယ်ဆိုလို့ရှိရင်တာဝန်မူရီတာနာငယ်ရေးငါတက်နင်းဂါငယ်ကတဝေထိုးနာငယ်ဝါဆွဲနွေတနင်ကနွေအဲ့လိုလေးဖတ်ရမှာပေါ့နော်။ဒါဆိုလို့ရှိရင်ဒါလေးရကြတော့ဗာလဲဆိုရင်ဘီးမတူစလုံးစင်လေးတွေဖြစ်ပါတယ်နော်။အဲ့ဆိုလို့ရှိရင်တော့တသားမီတို့ကဘီးမတူစလုံးစင်လေးတွေကဘယ်လိုလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်ရှင်။
ဟုတ်ပြီခုလောက်ဆိုလို့ရှိရင်เนาะတချို့တို့အရှိမတင်ခဲ့တယ်เนาะဘီတူစလုံးစင်လေးတွေဘီမတူစလုံးစင်လေးတွေရှိမယ်ပြီးတော့တချို့တို့ကစလုံးစင်ပါစင်မှာเนาะအပေါ်ကစလုံးကိုကြတော့တချို့တို့ကဘာလို့သတ်မှတ်လဲအသက်ဘီလို့သတ်မှတ်တယ်အောက်ကစလုံးကြတော့ရိုးဘီလို့သတ်မှတ်တယ်ဆိုတော့တသားမီတို့ကเนาะစလုံးစင်ပါစင်လေးတွေနဲ့ပတ်သက်ပြီးတော့เนาะဖတ်နိုင်သွားပြီလို့ထင်ပါတယ်ကျန်တဲ့စလုံးစင်လေးတွေကိုလည်းစူးစမ်းပြီးတော့ဖတ်ကြည့်ကြပါအောင်เนาะတတအားလုံးကိုကျေးဇူးတင်ပါတယ်ဒီချက်ဆန္ဒပါရှင်